ဘာသာပြန်သူ၏အမှားဂယုမဆိုင်ခြင်းအမှုပညာနှင့်ဒုက္ခမြေပုံစာအုပ်တွေကိုဘာသာပြန်ထုတ်ဝေပြီးတဲ့အခါနောက်တော့အနေနဲ့ဘာစာအုပ်ကိုရေးမလဲဆိုတာတော်တော်ကောင်းကိုက်ခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီနှစ်အုပ်စလုံးဟာတုတရတာစာပေလို့ပြောလို့ရတဲ့စာအုပ်အမျိုးအစားတွေဖြစ်နေပြီ။ကျွန်တော်တကယ်ဆွဆွဲမြဲမြဲဖတ်ဖြစ်တဲ့စာအုပ်တွေအားလုံးမိပါကဝတ္ထုစာအုပ်တွေဖြစ်နေလို့ပါ။ဝတ္ထုစာအုပ်တွေထဲမှာကျွန်တော်အကြိုက်ဆုံးအမျိုးအစားကတဲထိရင်ဖိုဇလန်တွေဒီတော့တတိယတုပ်အနေနဲ့ဖြစ်ချင်အဖြစ်ဝတ္ထုစာအုပ်ကိုပဲဘာသာပြန်မယ်လို့ဆုံးဖြတ်ခဲ့တယ်။ကျွန်တော်ရဲ့ဘာသာပြန်စာအုပ်တွေကိုအားပေးခဲ့သူအတွက်ကတော့အခုယထာဘောဝမင်းကလေးစာအုပ်ထွက်လာတဲ့အခါဇဝေဇဝါတွေဖြစ်ရင်ဖြစ်နေပါလိမ့်မယ်။ဒါပေမဲ့ကျွန်တော်ဟာဘာသာပြန်တစ်ယောက်ဖြစ်တဲ့အတွက်ဘလို့စာအုပ်ကိုပဲပြန်မယ်လို့ယတိပြတ်ဆုံးဖြတ်ဖို့မဖြစ်နိုင်ဘူးလို့ယူဆပါတယ်။ဘာသာအမျိုးအစားပဲဖြစ်စေအကောင်းဆုံးဘာသာပြန်ပြီးဖို့ကိုပဲစိတ်ထဲမှာဆုံးဖြတ်ထားပါတယ်။အင်္ဂလိပ်စာရေးဆရာမပေါ်လာဟော့ကင်ရဲ့ပထမဆုံးဝတ္ထုစာအုပ်ဖြစ်တဲ့ယထာဘောဝမင်္ဂလိစာအုပ်ဟာကမ္ဘာတဝန်းမှာအုပ်ရည်15တန်းကျော်ရောင်းချထားတဲ့စာအုပ်တော့ပါ။စင်ချရသောစက်ချောင်းပြောသူများဆိုတဲ့စာအုပ်အမျိုးအစားဟာအနောက်တိုင်းမှာတော့နာမည်ကြီးနေခဲ့တာကြာပါပြီ။ဇလန်းကိုပြောပြခဲ့သူကအကြောင်းအမျိုးမျိုးကြောင့်အမှန်တိုင်းမပြောတာမမှတ်မိတာဇဝေဇဝါဖြစ်နေတာဖက်ရင်နဲ့မှအဖြစ်မှန်ကိုတဖြည်းဖြည်းသိလာတာစားတဲ့ဇက်ရင်တိဆောက်ပုံတွေနဲ့ပရိသတ်ကိုဖန်စားတဲ့စာအုပ်တွေပေါ့ရေးတဲ့သူကောင်းရင်အင်မတန်ဖတ်လို့ကောင်းတဲ့စာအုပ်မျိုးစားပါရထားပေါ်အမင်္ဂလိစာအုပ်ဟာမင်္ဂလိ3ယောက်ရဲ့မြင်ကွင်းကနေရေးထားတဲ့စာအုပ်ဖြစ်တဲ့အတွက်ကျွန်တော်မှဘာသာပြန်ရတာအတော်ခက်ပါတယ်မင်္ဂလိတွေရဲ့ခံစားချက်တွေကိုနားမလည်ပဲဘာသာပြန်ရတဲ့အခါချိုးရင်းချက်တချို့တော့ရှိနေနိုင်ပါတယ်ဘလို့ပဲပြောပြောစာဖတ်သူတွေဒီစာအုပ်ကိုအစားကနေအဆုံးထိဖတ်ဖြစ်တယ်ဆိုရင်ပဲကျွန်တော်ကျင့်တတ်ပါတယ်။မိန်းကလေးတွေရဲ့ခွန်အားခံယူချက်တိတ်ကအချစ်နဲ့ဆွဲလန်းတွေကိုမညာမတာအပွင့်လင်းဆုံးရေးထားတဲ့စာအုပ်ဖြစ်တဲ့အတွက်စာဖတ်သူတွေကြိုက်မယ်လို့မျှော်လင့်ပါတယ်။တိဝတ်သေးဖို့ဝတ္ထုတစ်ခုလည်းဖြစ်နေတဲ့အတွက်တအုံလုံးကိုအချိန်လေးပေးပြီးတည်တည်ကြကြဖတ်ကြည့်ဖို့တိုက်တွန်းပါတယ်။စာအုပ်ထဲမှာပါတဲ့ရက်စွဲအချိန်နေရာနဲ့စကားအသုံးအနှုန်းတွေအကုန်လုံးဟာသူ့နေရာနဲ့သူအချိတ်ဆက်မိအောင်တမင်ထည့်ထားတာဖြစ်တဲ့အတွက်ကျွန်တော်လည်းအတက်နိုင်ဆုံးခွင်းဆက်မိအောင်စူးစမ်းပြီးဘာသာတင်ထားပါတယ်။အမှားပါတော့ရင်ကျွန်တော်အမှားပဲဖြစ်ပြီးဖက်လို့ကောင်းတယ်ဆိုရင်တော့မူရင်းစာရေးဆရာမရဲ့လက်စွမ်းပါပဲ။ကျေးဇူးပါ။ရထားလမ်းဟောင်းတွေနာကတစ်ပင်တစ်ပင်အောက်မှာကျမသူ့ကိုမြုပ်ထားခဲ့တယ်။သူ့ရဲ့မြေပုံကိုကြောက်စံတဲ့ခဲတွေနဲ့အမှတ်အသားလုပ်ထားတယ်။တခြားမေမေရရတော့ဘာမှမထားခဲ့ပါသူများ